你嘛夫么家去哪里嘛？ဂျပန်ရောက်တော့မယ်ဆိုတော့ဂျပန်ကိုအရင်ဆုံးရောက်ရင်ဘာလုပ်ချင်လဲဂျပန်ရောက်ပြီဆိုတော့ညီမသွားမှာ Okinawa ပေါ့ Okinawa ဆိုပင်လယ်တွေလေပင်လယ်အများရှိရဆိုတော့ပထမဆုံးပင်လယ်တွေဆိုတော့သွားကြည့်မှာလုံးဝကိုယ့်ရဲ့ခံစားချက် fresh ဖြစ်သွားအောင်လို့ပင်လယ်ကိုရင်ဆုံးသွားတွေးမှာပေါ့ဟုတ်အရန်ပျော်စရာကောင်းမယ်ပုံပဲเนาะအခုတော့သွားချင်စိတ်ပေါက်လာရเนาะဟုတ်ရတော့ပါHello မင်္ဂလာပါမင်္ဂလာပါこんにちはこんにちはနေကောင်းတယ်နော်နေကောင်းတယ်ဟုတ်ဒီနေ့ကကျွန်တော်တငယ်ချင်းတရားမတ်ထိုးနဲ့အမတ်တမဲဆုံးဖြစ်တာပေါ့နော်သူကမကြခင်ဂျပန်သွားတော့မယ်တဲ့အဲ့ဒါလာဆုံးဖြစ်တာအရန်ကိုတဲတာဝန်တာပါတယ်ဝန်တာပါတယ်နည်းနည်းလေးခဏလောက်မိခွန်းလောက်မေးလို့ရလားဟုတ်ရတယ်နော်ဟုတ်ကျေးဇူးပါဒါဆိုရင်စာမိလိုက်မယ်နော်ညီမလေးရဲ့နာမည်လေးတွေဘယ်ကနေလာလဲပေါ့နည်းနည်းလောက်မစ်ဆက်ပြပါအောင်ဟုတ်ကဲ့ညီမနာမည်ကတော့ထူးတင်စာသိမ်းပါညီမရှမ်းပြည်တောင်ပိုင်းပင်းတရားလာတာပေါ့နော်ဟုတ်တနူးလူမျိုးပေါ့ဟုတ်ကဲ့ပါကျေးဇူးပါပြီးတော့အခုကဂျပန်သွားရောမယ်လို့သိရတယ်ပေါ့နော်ဘာအလုပ်နဲ့သွားမှာလဲဂျပန်မှာဂျပန်ခင်းချောက်ခုပေါ့ဆိုင်ပေါ့စားတော့ဆိုင်လို့ဟုတ်ကဲ့စားတော့ဆိုင်လို့ဟုတ်ကဲ့ဂျပန်မှာကျတော့အလုပ်အမျိုးအစားအများကြီးရှိရပေါ့နော်သူတို့ခေါ်တာဟုတ်တယ်30တောင်ကြော်တယ်ထင်တယ်နော်ဟုတ်တယ်အဲ့အထက်မှာ guide school ကိုရွေးဖြစ်တာပေါ့ဘာဖြစ်လို့အဲ့ဒီ guide school အလုပ်ပေါ့နော်စားတော့ဆိုင်အလုပ်ကိုရွေးဖြစ်တာလဲဘာဖြစ်လဲဆိုညီမဟင်းချစ်တာဝါသနာပါတယ်ပေါ့အဲ့လိုမျိုးချစ်ပြုတ်နေရတာဝါသနာပါတယ်ပြီးလို့ရှိရင်ဂျပန်ရဲ့ဟင်းချစ်နည်းတွေကိုလည်းကွာလေးလာခြင်းတယ်ပေါ့ဆိုတော့အတွေးကြုံတည်တယ်ရရှိနေသူရဲ့ဟင်းချစ်ပညာကိုလည်းကွာလေးလာခြင်းတဲ့အတွေးကြုံမှာအဲ့ကိုရွေးခဲ့တာပေါ့အဲ့ဒီစားတော့ဆိုင်လို့ဟုတ်ကဲ့ကျေးဇူးပါအရင်ကောင်းပါတယ်ပြီးတော့ဂျပန်အခုတွားရမယ့်ဗီဇာပေါ့နော်ဒါဗီဇာမျိုးစားလဲပြောပြပါဗီဇာ3ခုရှိရပေါ့ training visa ရယ်တစ်ခုတည်း you know visa ရယ် work visa ရယ်ပေါ့အဲ့ဒီထဲမှာညီမတော့တစ်ခုရဲ့ visa ကိုပေါ့တစ်ခုရဲ့ visa နဲ့တွားမှာပေါ့ဟုတ်ကဲ့အဲ့ဒီဗီဇာ3မျိုးထဲမှာအခုငင်မတော့ခုတည်းနဲ့တွားမှာဆိုတော့ကျွမ်းကျင်ဗီဇာပေါ့နော်အဲ့ဒီတော့ခုတည်းဗီဇာရဲ့နည်းနည်းအာတာချက်လေးတွေပေါ့နော်အာတာချက်အနေချက်ဆိုတော့ तू ကတခုတည်းကျွမ်းကျင်လို့သားဖြစ်ရကျွန်တော်မလားစားလည်းမစိုးပြောရမှာပေါ့training နဲ့စားလို့ရှိရင်အခွင့်အလမ်းတွေလည်းပုံများရလားစားလည်းကောင်းတဲ့ထဲမှာပါတယ်ပေါ့ဟုတ်ကဲ့ပါကျေးဇူးပါဂျပန်တွားဖို့ဘာတွေပြင်ဆင်ရလဲပေါ့ဂျပန်တော့ဘာတွေပြင်ဆင်ရလဲဆိုတော့ကဂျပန်စာအတီးကားပေါ့ဆိုတော့ဂျပန်စာသင်ရတယ်ပြီးလို့ရှိရင်ဒီမှာတော့တခုတည်းဖြစ်တဲ့အတွက်ကြောင့်မလို့တခုတည်းစာမေးပွဲတွေဖြေရတယ်ပြီးရင်အလောက်ကစားတော့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ N3 level ကအနိုင်ဆုံးပေါ့ဆိုတော့ N3 အောင်လည်းမကိုရင်ဖြေရတယ်အဲ့ဒါပြီးတော့လို့ရှိရင် agency မှာအလောက်လျှောက်တယ် interview ဖြေတယ်ပြီးလို့ရှိရင် interview အောင်တဲ့အခါမှာ CO ရေးပါတင်တယ်ပေါ့အဲ့လောက်ပါပဲပြီးလို့ရှိရင်တခုပြောချင်တာပေါ့နော်ဂျပန်ဆိုတာနှက်ကြီးရလို့ပြောကြတယ်လေပြန်မသွားရလဲခက်တယ်လူလည်းလည်းမပြန်နိုင်ဘူးအဲ့လိုမျိုးဖြစ်တယ်စိတ်ကိုလည်းပြင်ဆင်ထားစေချင်တယ်အဲ့လိုတခါတလေကြောက်လို့ရှိရင် interview ကတခါဟဲ့နဲ့မအောင်တာတွေရှိရဲအဲ့ခါကြောက်လို့ရှိရင်စိတ်တက်ကြရတွေပါလို့မဖြစ်ဘဲနဲ့ဘာပဲဖြစ်ဆက်ပြီးတော့စူးစမ်းပြီးတော့မှ interview အောင်တဲ့အထိစူးစမ်းပြီးတော့မှကိုယ့်ရဲ့ရည်မှန်းချက်ကိုရအောင်သွားစေချင်တယ်ပေါ့အဲ့တခုပြောချင်တယ်ပေါ့ဟုတ်ကဲ့အရန်ကောင်းတယ်နော်ကျေးဇူးပါပြီးတော့ဂျပန်သွားနိုင်ဖို့ကအရေးကြီးဆုံးကဘာဖြစ်မလဲအဓိကကျဆုံးကကြတော့ဂျပန်စာပဲပေါ့ဂျပန်နိုင်ငံသွားရဆိုတော့ဂျပန်စာပဲပေါ့ဘယ်ဗီဇာနဲ့ပဲဖြစ်ဖြစ်သူတို့နိုင်ငံရဲ့ဘာသာစကားကိုမပြောနိုင်လို့ရှင်ဘယ်မှာပဲဖြစ်အဆင်မပြေဘူးလေအဲ့ဆိုတော့ဂျပန်သွားမယ်ဆိုတော့ဂျပန်စာတော့အဓိကပေါ့ဂျပန်စာမဟုတ်စကားပြောပေါ့နော်စာထက်ကိုစကားပြောရမှာပဲနဲ့ပဲဖြစ်ဖြစ်အဆင်ပြေမှာဆိုတော့အဓိကဂျပန်စကားပြောရဖို့အရေးကြီးဆုံးလို့ထင်တယ်ဟုတ်ကဲ့ဂျပန်သွားမယ်လို့စိတ်ကူးရှိပြီဆိုတော့ဂျပန်စာတော့တီချာလေ့လာရမှာပေါ့နော်ဟုတ်တယ်တီချာလေ့လာရမှာဟုတ်ကျေးဇူးပါဟုတ်ကဲ့ညီမအခုမကြခင်နားလေးမှာဂျပန်ရောက်တော့မယ်ဆိုတော့ဂျပန်ကိုအရင်ဆုံးရောက်ရင်ဘာလုပ်ချင်လဲဂျပန်ရောက်ပြီဆိုတော့ညီမသွားမှာ Okinawa ပေါ့ Okinawa ဆိုပင်လယ်တွေလေပင်လယ်အများရှိရဆိုတော့ပထမဆုံးပင်လယ်တွေဆိုတော့သွားကြည့်မှာလုံးဝကိုယ့်ရဲ့ခံစားချက် fresh ဖြစ်သွားအောင်လို့ပင်လယ်ကိုရင်ဆုံးသွားတွေးမှာပေါ့ဟုတ်အရန်ပျော်စရာကောင်းမယ်ပုံပဲเนาะဟုတ်အခုတော့သွားချင်စိတ်ပေါက်လာရနော်ဟုတ်ရတော့ပါကဲပြီးတော့ဂျပန်တော့ဆိုဂျပန်စလုံးလေးတစ်ခုမြင်လိုက်မယ်နော်日本語で一番大切な言葉は何ですか自信と思います自信လို့ထင်တယ်ပေါ့自信ဆိုတာမြန်မာလိုယုံကြည်မှုပေါ့ကိုယ့်ကို confident မရှိလို့ရှိရင်လူတယောက်အနေရတာဘယ်လိုမှအဆင်မပြေဘူးလေဘယ်ကိုပဲတော့ကိုယ့်ကို
ကို confidence ရှိမှလူရလဲကိုယုံကြည်လာမှာဆိုတော့ကိုက confidence ရှိနေထိုင်ဖို့အရေးကြီးတယ်လို့ထင်တယ်အဲကြောင့်မလို့ကြည်ရှင်းဆိုတဲ့စကားလုံးအကျိတ်ဆုံးလို့ ကောင်းတယ်အရင်ကောင်းတယ်ကျေးဇူးပါ ကျေးဇူးပါ ပြီးတော့ဒီနောက်လာမဲ့အနာဂတ်ပေါ့နော်လူငယ်ဖြစ်နောက်လာမဲ့လူတွေအတွက်ဘာတွေစကားပါချင်တယ်ဘာတွေပြင်ဆင်ရမလဲပေါ့ ဟုတ်လူငယ်တွေဘာကြီးပြောချင်လဲဆိုတော့ခုနတုန်းလိုပဲပေါ့နော်ကိုကတခုခုကိုလုံးမဲ့လို့ဆုံးဖြတ်ထားပြီးဆိုရင်ဘလောက်ပဲခက်ခဲနေမစေဖြစ်မြောက်အောင်လုပ်စေချင်တယ်အဲ့ဒီအခက်ခဲတွေရဲ့နောက်မှာလုံးဝလာပါတဲ့ကိုရဲ့အနာဂတ်ရှိရဆိုတော့ယုံကြည်ရကွာအဲကြောင့်မလို့ဘလို့ပဲခက်ခဲနေမစေဘလိုမျိုးကိုရဲ့ပန်းတိုင်ရင်တာအတီးကဘလိုမျိုးပဲတိုက်ခိုက်မှုတွေရှိပါစေအခုဆိုရှိရလေဂျပန်မသွားသေးဘူးလားကြာနေပြီးတော့ဘာလို့မေးကြရဟာတွေကိုကီမထားနေပေါ့တည်မလားကိုရဲ့ရီမန်းချစ်အားတာအတီးကပြီးလို့ရှိရင်ကိုအကြောင်းကိုပဲတည်ရဲအကြောင်းမလို့ဘလိုမျိုးပဲခက်ခဲနေပါစေကိုရဲ့ရီမန်းချစ်ပန်းတိုင်ကိုပဲရအောင်လို့ကိုယုံကြည်ပြီးတော့စူးစမ်းစေရှင်တယ်စိတ်ဓာတ်ကိုလည်းမထားစေချင်တယ်ပေါ့တည်မလားကိုရဲ့အခုကကိုရီးယား20ကျော်ပဲရှိသေးဆိုကိုဘွားမှာ80ရမယ့်နေ့တွေအများကြီးရှိသေးရဆိုတော့စိတ်ဓာတ်ကခိုင်မာဖြစ်မယ်ပြီးရင်သူများနိုင်ငံမှာအလုပ်သွားလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်ရုံစိတ်လေးနဲ့အဆင်မပြေနိုင်ဘူးပေါ့နော်အဲဆိုတော့စိတ်ဓာတ်ကိုမထားရမယ်ပြီးလို့ရှိရင်ကိုရဲ့ရီမန်းချက်အတွက်ပဲလုံးဝစူးစမ်းရမယ်အဲ့လိုမျိုးပြောချင်ပါတယ်လို့အရန်ကောင်းတဲ့ message ပြီးသွားတယ်နော်အရန်ပဲကျေးဇူးတင်ပါတယ်အခုလိုမားတဲ့ကြားအချိန်ကိုပြီးတော့အင်တာဗျူးလေးကိုလက်ခံပြီးတော့ဖြေချပြတဲ့အတွက်အထူးပဲမထုကိုကျေးဇူးတင်ပါတယ် ကျေးဇူးပါကိုရှင်နောက်မှလည်းပြန်ဆုံနိုင်အောင်စောင့်မျှော်နေမယ်နော်ဟုတ်ကျေးဇူးပါ ကျေးဇူးပါ ကျေးဇူးပါဘိုင်